ဒီကောင်လေးကသူ့ကိုခန္ဓာဘယ်နေရာကိုမဆိုကြီးအောင်လောက်နိုင်တဲ့ပါဝါရှိတယ်ဗျယူရီရဲ့သူ့မျက်နှာကြီးကရေတွေဖြည့်ထားသလို10ဆောင်းလုံးပိုကြီးလာတာပေါ့ဒိုင်လူကြီးတွေလည်းသူ့ကွာဝါကိုသဘောကျပြီးချက်ချင်းကိုအတီးပြုတ်ပေးလိုက်တယ်ဗျနောက်တစ်ယောက်ကောင်းလေးတစ်ယောက်ဝင်လာပြီးတော့ပျောက်ကွယ်လာတာပေါ့ဒိုင်လူကြီးတွေလည်းအမလီဗျာဒါကတော့အောင်းကိုအောင်းရမယ်ဆိုပြီးတော့လေနောက်တစ်ယောက်အလဲရောက်တော့မျက်တောင်ကိုမနာတန်းခတ်နေတာဗျဒိုင်လူကြီးတွေလည်းနည်းနည်းလေးရှုပ်သွားပြီးအဲ့ဒါကပါဝါလားဆိုပြီးမေးတာပေါ့ချက်ချင်းပဲအပယ်ခန့်ရတာပေါ့ဒီကောင်လေးကတော့စာရွက်တွေလုံးစားပြီးတော့ခဲတံကိုပါဇနာထပ်ထားတာပေါ့ခဏကြာတော့ခဲတံတွေကနေစကူချီဆန်လေးတွေပစ်ထွက်လာပြီးတော့ဒိုင်လူကြီးမျက်နှာပေါ်ကိုတွားခဲ့ရော်ရဒိုင်လူကြီးကကျေးဇူးပါပဲကွယ်နောက်တစ်ယောက်ဆိုပြီးပြောလိုက်တာပေါ့ကောင်မလေးတစ်ယောက်ဝင်လာပြီးအခရာတချင်းစားဆိုတာပေါ့ဒိုင်လူကြီးတွေကအဲ့ဒါကပါဝါမဟုတ်ဘူးဆိုပြီးပြောလိုက်တယ်လေသူကစိတ်ဆိုးပြီးတော့ဒိုင်လူကြီးစားပွဲကိုစကူပစ်တယ်လို့ဖြစ်လဲပစ်လိုက်ရော်ဗျသူကတော့အောင်းသွားတာပေါ့ဒီကောင်လေးကြတော့နှာခေါင်းစားရှုံးခါဗျနှာခေါင်းကကြီးတဲ့ကြီးလာပြီးတော့နောက်ဆုံးတော့ပောက်ကွဲသွားတာပေါ့နောက်ဆုံးတစ်ယောက်ကောင်မလေးကြတော့သူ့စိတ်နဲ့ဘယ်ရာဝတ္ထုကိုမဆိုထိန်းချုပ်နိုင်တယ်လို့လူတွေရဲ့စိတ်ကိုလည်းဖတ်နိုင်တယ်လေဒါမျိုးကိုဘယ်သူကညံမှာတော့ဗျာနောက်ဆုံးတော့လူလေးယောက်ပဲစူပါဟီးရိုးအဖွဲတစ်ဖွဲကိုရွေးချယ်ခံရတယ်ဗျာသူတို့ရဲ့နီးပြဆရာကြီးကတော့ Flash ရဲ့ပါဝါမျိုးရှိတယ်ပေါ့